အပြန်မှာဝိုင်းတောင်ရင်းနဲ့ကားမောင်းတော့ကားအက်ဆီဒန့်ဖြစ်ပြီးသူ့ရဲ့ခြေထောက်နှစ်ဖက်ထိသွားတယ်။စာအုပ်ထဲမှာတော့ကားတိုက်တယ်လို့ရေးမထားဘူး။ဒါပေမဲ့အဲ့လိုပုံစံမှာပဲဒီဝတ္ထုတွေကမေကဟိုစကားတွေကတတ်မှုမြင်လို့ပဲမောင်ချစ်သမျှမိန်းမတိုင်းကိုမေလဲချစ်ပေးနိုင်ပါတယ်ဆိုတဲ့ပုံစံမျိုးသူတို့နှစ်ယောက်ကောင်းကောင်းမွန်မွန်နှစ်ဦးသဘောတူလမ်းခွဲလိုက်ကြတယ်။မေကသူတို့လမ်းခွဲတာကိုဘသူ့ဟိုမှအတိမပေးဘူး။သူ့ရဲ့အချစ်ဆုံးတငယ်ချင်းမေကိုတော့မှမပြောဘူး။သူ့ဘာသာရန်ကုန်ကိုပြောင်းသွားတယ်။အလှပြင်ဆိုင်ဖွင့်ထားတယ်။အဲ့လိုနဲ့တနေ့ကျတော့သူအရင်ကနေခဲ့တဲ့အဆောင်ကိုပြန်သွားကြည့်ရင်လည်းအချစ်အဆက်ဟောင်းအကိုစီကိုဝင်ပြီးတော့နှုတ်ဆက်တယ်အပြန်မှာဝိုင်းတောင်ရင်းနဲ့ကားမောင်းတော့ကားအက်ဆီဒန့်ဖြစ်ပြီးသူ့ရဲ့ခြေထောက်နှစ်ဖက်ထိသွားတယ်စာအုပ်ထဲမှာတော့ကားတိုက်တယ်လို့ရေးမထားဘူးဒါပေမဲ့အဲ့လိုပုံစံမှာပဲမေကဟိုသူအရင်ရေးထားတဲ့ဝတ္ထုလေးကိုလက်စတက်ပြီးတော့မကြခင်မှာပဲဆုံးမသွားတယ်မောင်နဲ့လက်ထပ်လိုက်တော့ကျွန်တော်က happy ending ဖြစ်မယ်ထင်တာဒါပေမဲ့အဲ့လိုဖြစ်မသွားပါဘူးဒီဝတ္ထုကဝမ်းနည်းစရာတော့ကောင်းတယ်ဟိုလို emotion တော့အရင်မဖြစ်ဘူးဖြည်းဖြည်းလေးပါပါလေးနဲ့ဖတ်လို့ကောင်းတဲ့ဝတ္ထုတော့ပါစာအုပ်ကပါတော့စာဖတ်ချင်ရလဲသိပ်မကြလိုက်ဘူးကျွန်တော်ဆိုရင်မနက်9:45လောက်ကစဖတ်လိုက်တာ9:15လောက်ကျတော့ပြီးတယ်တနားခွဲလောက်ပဲကြာတယ်စာအုပ်တန်မိုးကလည်း4500ဆိုတော့အခုမှဝတ္ထုကိုစဖတ်နေတဲ့သူတွေဒါမှမဟုတ်ဝတ္ထုအထူကြီးတွေကိုမဖတ်ချင်သေးတဲ့သူတွေနဲ့ဆိုရင်တော်တော်လေးအဆင်ပြေပါလိမ့်မယ်နောက်ပြီးတော့ဒီစာအုပ်ကိုဖတ်ပြီးသွားရင် Only Love Can Highlight ဆိုတဲ့သချင်းလေးကိုပါနားထောင်လိုက်ပါမေကအကိုကိုနားထောင်စီခြင်းလို့ပို့ပေးတဲ့သချင်းတွေကတပုတ်ပါဒီဝတ္ထုနဲ့အဲ့ဒီသချင်းကတော်တော်လေးလိုက်ပါတယ်ဇဝင်ဒီပုံစံမျိုးပေါ့